စိမ့်ဆူအုံဆိုင်ပြီးတိနံတိရွတ်တွေစုံလင်တဲ့ဝါကောင်လှဟာခမီလူမျိုးတို့ရဲ့ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ခမီရိုးရာရဟင်းကင်တဲ့နေထူးနေမြတ်အချိန်တစ်ခုဖြစ်ပါတယ်အခုလည်းပြီးဟိစားဟေလောကျွန်တော်ကတော့ကောင်းထိုက်ဖြစ်ပါတယ်ကျွန်တော်အခုတင်ပြပေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ခမီလူမျိုးတွေရဲ့ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ခမီရိုးရာရဟင်းကင်ပွဲအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာခမီလူမျိုးတို့ဤခမီရိုးရာရဟင်းကင်ပွဲနော်ခမီရိုးရာဟင်းခွဲပလေတိတလေကိုနေ့စဉ်ဝါကောင်လိုက်တွင်တပြိုင်တည်းပြုလုပ်ကျင်းပကြပါတယ်ခမီရိုးရာဟင်းစားပွဲတွင်တရွာလုံးရခင်းဝင်ကြရပါတယ်တောင်ယာလောက်ငန်းလောက်ကန်ရာတွင်တောင်ယာဆောင်နှက်ကိုနေ့စဉ်တစ်နှစ်လျင်သုံးကြည်ပူဇော်ပသကြရပါတယ်မျိုးစေ့ချခြင်းကောက်သိမ်းခြင်းတောင်ယာလောက်ငန်းလောက်ခြင်းတို့တွင်ရိုးရာထုံးတမ်းဓလေ့အတိုင်းကျက်ဝက်များနှင့်ခေါင်ရည်အိုးဖွင့်ကာအစားအသောက်များဖြင့်ရရှင်လေရှင်နှင့်များအားပူဇော်ပသကြရပါတယ်တောင်ယာမှဟင်းသီးဟင်းရွက်များကိုစားတင်၍ဆွဲခုရှက်ပြောက်စားသောက်သည့်ဝါကောင်လတွင်အိမ်တိုင်းကမိမိတို့တက်နိုင်သည့်အပေါ်မူတည်ကာကျက်ဝက်တကောင်ကောင်တို့ကိုအိမ်တွင်တက်ပြီးရှက်ပြောက်ကြပါတယ်အသေးခေါင်ရည်သမင်းပွေးတို့ကိုတောင်ယာသို့ယူသွားကြပြီးအိမ်သားတိုင်းကအသေးကိုကိုက်ဖိလျက်ခေါင်ရည်ငုံကာမျိုးစေ့ကျင်းကြီးတွင်စိတ်ထူထားသောပန်းဖွာတိုင်ကိုပါဇက်တွင်ငုံထားသည့်ခေါင်ရည်နောက်အသေးတို့စားသဖြင့်ထွေးပဲကြပါတယ်ဟင်းသီးဟင်းရွက်များကိုခူးဆွဲရာတွင်ကျက်အသေးနောက်ချင်းစင်းကိုရခင်းရှင်ကဖြိုးဟုအသံထွက်၍ငုံထားသောချင်းတက်ကိုထွေးပြီးတိနံဖြစ်ထွန်းပါစေဟုဆုတောင်းရပါတယ်ဖြိုးဟူသောအဓိပ္ပာယ်သည်ခမီဘာသာစကားဖြင့်မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေဟုအဓိပ္ပာယ်ရပါတယ်ပန်းဖွာတိုင်အနီးတွင်တောင်ယာသေးငင်ကိုထိုးကြပြီးထမင်းဟင်းလျာခေါင်ရည်တို့ဖြင့်တေးအတွင်း၌နည်းပူဇော်ပသကြရပါတယ်နည်းပူဇော်ပြီးနောက်အင်သားများသည်ခေါင်ရည်အသားစားတီတို့ကိုတီရွယ်တိနံများပေါ်ငုံထွေးကြပြီးနောက်ခူးဆွဲကြရပါတယ်ခူးဆွဲပြီးသောအခါဟင်းသီးဟင်းရွက်တောင်းများကိုရွက်လျက်အိမ်သို့ပြန်ကြရပါတယ်အိမ်သို့မရောက်မီချောင်းထဲတွင်ရေမိုးချိုးကိုလက်တန်းစင်ကြရပါတယ်အိမ်သို့ရောက်လျင်ဟင်းသီးဟင်းရွက်များချက်ပြောက်ကြရပါတယ်ထို့နောက်အိမ်တွင်းထဲကိုပူဇော်ကြရပါတယ်ထို့သို့သောနေ့တင်မုံမျိုးမပြုလုပ်ရသေးမီမြင်သူမြတောင်ယာထွက်တိနံကိုခူးဆွဲစားတောက်ခြင်းမပြုလုပ်ရပါစီဖောက်ပါကတောတောင်ရှိသတ္တဝါများ၏ရန်ပြုခြင်းကိုခံရပြီးကုန်ကြစရဲ့အလုံးကိုစီဖောက်သူကပေးလျှော်ရပါတယ်ရွာထဲရှိအိမ်အလုံးသည်တရက်တည်းတပြိုင်နက်တည်းတောင်ယာခင်းများမှတိနံများခူးဆွဲခြင်းတအိမ်နောက်တအိမ်ပြန်လည်ကျွေးမွေးစားသောက်ခြင်းများပြုလုပ်ကြရပါတယ်တဖန်ရာခင်းဝင်နေစဉ်တအိမ်မှတအိမ်သို့တွားရောက်လေပတ်ပြီးခမီရိုးရာဓလေ့ထုံးစံအရတမတ်မျိုးကယက္ခမမျိုးတို့ထံသို့ကျက်ပို့ပေးရပါတယ်ယက္ခမကလည်းတမတ်မျိုးကိုဝက်သားဘေးဥတို့ကိုစီစဉ်ပြီးပြန်လေပေးရပါတယ်တချို့ကခေါင်ရည်နောက်အရက်တို့လည်းပါပါတယ်ဟင်းခွက်ပေးရာတွင်မကင်းကနန်းဖြစ်ရပါမယ်ဥပမာ1 3 5 9 10ဤစနစ်ကိုယနေ့တိုင်ကျင့်သုံးလျက်ရှိပါတယ်ယနေ့ခေတ်တွင်ခမီတစ်မျိုးသားလုံးကခမီရိုးရာဟင်းကင်ပွဲကိုဝါကောင်လပြည့်ကျော်4 ရက်နေ့အဖြစ်သတ်မှတ်ကြပါတယ်ခမီရိုးရာခေါင်ရည်သည်ခမီလူမျိုးတို့၏ဓလေ့ရိုးရာပွဲတော်အခမ်းအနားများပျော်ပွဲရွှင်ပွဲများမှာမရှိမဖြစ်မပါမဖြစ်သောရိုးရာအဖျော်ယမကာတစ်ခုဖြစ်ကြောင်းသိရပါတယ်ဤဓလေ့သည်ခမီလူမျိုးတို့၏ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ခမီရိုးရာရဟင်းကင်ပွဲအကြောင်းဖြစ်ပါတယ်ခင်ဗျာအစအဆုံးနားရှင်ကျေးဇူးပေးကြတယ်
မျိုးတွေအားလုံးကိုကျွန်တော်ဒီနေရာကနေကာရဝပြုပါတယ်ဟုတ်ပြီပမရာဥကယူဆောင်